အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ grade 12 grammar unit 5မှာပါရှိတဲ့ subordinating conjunctions and adverbial clauses အကြောင်း sharing လုပ်ပေးချင်ပါတယ်ပထမဆုံးအနေနဲ့ adverbial clause ဆိုတာပေါ့နော်သူက adverb ရဲ့လုပ်ငန်းဆောင်တာကိုလုပ်တယ်သူမှာဆိုရင် subject တွေ verb တွေပါတယ်ဥပမာ sentence လေးမှာဆိုရင် when the sun rises we will escapeဒီစာကြောင်းမှာဆိုရင် when the sun rises ဆိုတာကအဲ့ဒါ adverbial clause သူမှာဆို subject တွေ verb တွေပါတယ် and ပြီးတော့သူက begins with subordinating conjunction သူကဒီမှာဆို when ဆိုတဲ့ subordinating conjunction နဲ့စထားတယ်ဒါအချိန်ကိုပြတဲ့ပုံလေးပေါ့နော်အဲ့ဒါနဲ့စထားပါတယ်ဒီဟိုပေါ့နော်ဒီ conjunction တွေဒီမှာဆိုရင် when ဆိုတဲ့အချိန်ပြ conjunction လေးကဒီ adverbial clause နဲ့ပြီးရင် I will give you a call ဆိုတဲ့ဒီ main clause ပေါ့ဒီနှစ်ခုရဲ့ relationship ကိုပြတယ်။ဒါဆိုရင် when I reach the station I will give you a call ငါမြစ်ထားဘူတာကိုရောက်ရင်ငါမင်းကိုဖုန်းဆက်လိုက်မယ်ပေါ့နော်။မြစ်ထားဘူတာကိုရောက်တဲ့အခါအဲ့လိုဆိုတော့ဒီ when ဆိုတဲ့ဒီ conjunction လေးကဒီပေါ့နော် adverbial clause ဆိုတဲ့ဒီ when I reach the station လေးနဲ့ I will give you a call ဆိုတဲ့ main clause လေးကိုဆက်သွယ်ပြီးထားတာနော်။ဒီ subordinating conjunctions တွေကဒါတွေရှိတယ်ဒါတွေကိုကိုယ်သိထားမှာပေါ့နော်ဒါဆို time အချိန်ကိုပြတဲ့ conjunction တွေမှာဆိုရင် when or after before as soon as by the time since once until till while whenever ဒီဟာတွေကိုသုံးလို့ရတယ်အချိန်ကိုဖော်ပြခြင်းတဲ့အခါမှာplace နေရာတွေဆိုရင်တော့ where တို့ wherever ဘယ်နေရာเนาะဘယ်နေရာပဲဖြစ်ဖြစ်အဲ့လိုသဘောမျိုး manner ဆိုရင်တော့ as တို့ as if as though တကယ်သူဆိုတဲ့ဟာเนาะ comparison ဆိုနှိုင်းယှဉ်တဲ့ခါကျရင်ဘယ်လို conjunction တွေသုံးလဲဆိုရင် than တို့ as တို့ reason အကြောင်းပြချက်ပေးတဲ့ခါကျရင် because as since အဲ့လေးသုံးတယ် purpose ရွယ်ချက်ပေါ့เนาะရွယ်ချက်ဆိုရင်တော့ so that in order that in caseအခု reset ရလက်ကိုတခုပြောတဲ့ခါကျရင်တော့ so adjective that such a adjective noun that လို့သုံးတယ် condition ဆိုတာအခြေအနေကိုပြောတဲ့ခါကျရင်တော့ if to unless to provided that as long as ဒီ provided that to providing that ဆိုဆိုတာ if နဲ့တူတူပဲเนาะနောက်ဆုံး contrast ကဆန့်ကျင်ဘက်နှစ်ခုပေါ့နော်ဆန့်ကျင်ဘက် sentence နှစ်ခုကိုဖော်ပြတဲ့ခါကျရင်ကိုကဒီ contrast ကိုသုံးတယ် although တို့ though တို့ even though တို့ဒီ conjunction တွေနဲ့ဆက်ပါတယ်ပထမဆုံး exercise လေးကတော့ choose an appropriate subordinating conjunction နဲ့ဒီအတွက် subordinating conjunction တွေကိုကိုကသုံးရမှာပေါ့နော် complete တော့မှာဆို I waited at the bus stop ငါကားမဲ့တိုင်မှာစောင့်ခဲ့တယ်တဲ့ပြီးတော့ my friend arrivedအဲ့တော့ဒီနေရာမှာဆိုရင်ဘာဖြစ်မလဲ until ပေါ့မရောက်မချင်းရောက်တဲ့အချိန်ထိစောင့်ခဲ့တယ်ပေါ့နော်အဲ့တော့ I waited at the bus stop until my friend arrived အဲ့လိုဖြစ်မယ် number 2 he shouted at me သူငါ့ကိုအော်ခဲ့တယ်တဲ့အဲ့ဒါဆိုရင် it were all my fault ငါရဲ့အပြစ်တွေလိုပဲတကယ်သူပေါ့အဲ့ဆိုဒီနေရာမှာတော့เนาะ as if ကိုသုံးမယ် as if it were all my fault Number 3 I'm not as clever as you are ဒါဆို comparison လုပ်ထားတာเนาะ I'm not as clever as you are တဲ့ငါမင်းလောက်မတော်ဘူးပေါ့ Number 4ကကျတော့ the price was low တဲ့ဈေးနှုန်းကတော့နှိမ့်နေတဲ့ဒါပေမဲ့ she didn't buy the scarf သူကမဝယ်ခဲ့ဘူးဈေးနှုန်းနှိမ့်နေလို့လည်းပြောတယ်ဒါပေမဲ့မဝယ်ခဲ့ဘူးဆိုတော့ဒါတွေကနည်းနည်း contrast ပေါ့နော်ဒါဆန့်ကျင်ပဲဖြစ်နေအဲဒါကြောင့်မို့ although the price was low ဈေးနှိမ့်ပေမဲ့လည်းပဲသူမဝယ်ခဲ့ဘူးပေါ့နော် Number 5ကတော့ the flight was cancelled flight ကိုတဲ့လေယာဉ်ကို cancel လုပ်ခဲ့တယ်တဲ့ဘာကြောင့်လဲဆိုတော့ the weather was bad ဒါဆိုရင် the weather was bad ဆိုတာကြီးက reason ပြောထားတဲ့အတွက်ကြောင့်မလို့ because Number 6 we ran into an old friend ငါတို့အမှတ်မထင်ပေါ့နော်ဒီတငယ်ချင်းဟောင်းကိုစုံခဲ့တယ်တဲ့ we were waiting လုံနေတဲ့ချိန်မှာအဲ့တော့ why ပေါ့နော် why we were waiting စောင့်နေစင်မှာ Number 7 the driver stopped the bus ကားကိုရပ်လိုက်တယ်တဲ့ the old man could cross the road အဲ့တော့old man ကကားလမ်းကူးနိုင်တယ်အဲ့တော့ခါကျတော့ဒါကပါလဲ purpose so that ရွေချက်ကတော့ so that woman could cross the road နောက်တစ်ခုကတော့ my sister were busy ဖြစ်တယ်ဒါကြောင့်မလို့ I washed all her clothes သူ့ရဲ့ဝတ်တွေကို shop ပေးခဲ့တယ်ဆို busy ဖြစ်တယ်ဆိုတဲ့ဒါ reason ပေါ့နော် as ကိုသုံးမယ် number 9က she was not well တဲ့သူနေမကောင်းဘူးတဲ့ဒါပေမဲ့ she prepared dinner for her son သူ့သားအတွက် dinner ကိုပြင်ဆင်ပေးခဲ့တယ်တဲ့အဲ့တော့နေမကောင်းဘူးဒါပေမဲ့ပြင်ဆင်ပေးတယ်ဆိုတော့ဒါရ contrast ဒါကြောင့်မလို့ although she was not well
Number 10 ကတော့ I came here ငါဒီကိုလာခဲ့တယ်တဲ့ I heard the news about you မင်းအကြောင်းကြားတယ်အဲ့တော့မင်းအကြောင်းကိုကြားခြင်းပေါ့နော်ဒါလေးက time လေးပေါ့ I came here as soon as I heard the news about you လို့လေးဖြစ်ပါတယ် Now number B ကကြတော့ we need to join the following sentences using appropriate subordinating conjunction subordinating conjunction တွေကိုသုံးပြီးတော့ join လုပ်ရမှာပေါ့နော်ဥပမာပထမဆုံးဒီအောက်ကဖြေလေးတွေကိုမကြည့်ခင်ပေါ့နော်ကိုယ့်ဘာသာကိုယ်ရင်စဉ်းစားကြည့်ပါမယ် Number 1လေးက we had to stand all the way ငါတို့တွေတလန်းလုံးမတက်ရက်ခဲ့ရတယ်ပေါ့ all the seats on the bus were occupied ခုံတွေကအားလုံးကလူရှိပြီးသားတွေအဲ့တော့ဒီနေရာမှာငါတို့ရက်ခဲ့ရတယ်ဘာဖြစ်လို့ဆိုတော့ဆိုတဲ့သဘောเนาะဘာဖြစ်လို့လဲဆိုတော့ဆိုတဲ့ reason အဲ့တော့ because လဲသုံးလို့ရတယ် since လဲသုံးလို့ရတယ် as လဲသုံးလို့ရတယ်ဒီဟာလေးနဲ့ဆက်လိုက်ရပါပြီ because all the seats on the bus were occupied. Number 2ကကြတော့ my father devoted all his life to his work. ငါရဲ့ဖေတဲ့သူ့တဘွားလုံးပေါ့နော်သူ့အလုံးမှာပဲနစ်မြုပ်ခဲ့တယ် he retired ပြီးတော့သူအငိမ့်စားယူခဲ့တယ်အဲ့တော့အငိမ့်စားမယူမချင်းဆိုတဲ့သဘောလေးအဲ့တော့ပြန်ရေးမယ်ဆိုရင် my father devoted all his life to his work until he retired မဖြစ်ခင်အထိအဲ့လိုလေးရေးလိုက်ရပါပြီ Number 3ကတော့ we left rather late ငါတို့နောက်ကျမှထွက်ခဲ့တယ် we arrived on time ငါတို့အချိန်မီရောက်ခဲ့တယ်အဲ့တော့ဒါကြီးက contrast ဖြစ်နေတာเนาะဆက်ကြည့်မယ်နှစ်ခုဆိုတော့ပြန်ရေးမယ်ဆိုရင် although နဲ့ဆက်ရတော့မယ် although ဒါမှမဟုတ် though ပေါ့ although we left rather late ဒီလို conjunction တွေကိုပေါ့နော် subordinating conjunction တွေကိုရှေ့မှာ sentence ရဲ့အစမှာသုံးမယ်ဆိုရင်တော့ကိုရီးယားသူ့ရဲ့ clause ရဲ့နောက်မှာ comma လေးထည့်ပေးရမယ်ပေါ့နော် although we left rather late we arrived on time ငါတို့နောက်ကျမှထွက်ခဲ့ပြီမဲ့ငါတို့အချိန်မီရောက်ခဲ့တယ်ပေါ့ Number 4 she is overweight သူကတဲ့ weight တက်နေတယ်တဲ့ she never takes an exercise သူကဘယ်တော့မှexercise မလုပ်ဘူးအဲ့တော့ weight တက်နေတယ်ဘာကြောင့်လဲဆိုတော့ဆိုတဲ့ဟာကိုပြောရမှာအဲ့တော့ because လဲပြောလို့ရတယ် since လဲပြောလို့ရတယ် as လဲသုံးလို့ရပါတယ် Number 5 you trust yourself မင်းကိုမင်းယုံကြည်လိုက်ပါတဲ့ယုံကြည်ရမယ်တဲ့ you will know how to live အဲ့လိုဆိုရင် you will know how to live ဘယ်လိုအသက်ရှင်ရမလဲဆိုတာကိုမင်းသိလိမ့်မယ်ပေါ့နော်အဲ့လိုဆိုရင် if you trust yourself အဲ့လိုပြောလို့ရဒါ condition ပေါ့မင်းကိုမင်းယုံကြည်မယ်ဆိုရင်ဒါမှမဟုတ်လဲ when you trust yourself မင်းကိုမင်းယုံကြည်တဲ့အချိန်ဆိုရင် you will know how to live အဲ့လိုဖြစ်မယ် Number 6 Momo decided not to buy the dress Momo ကတဲ့ dress ဝတ်စုံမဝယ်ဖို့ဆုံးဖြတ်ခဲ့တယ်တဲ့ the color didn't suit her အရောင်ကသူနဲ့မလိုက်ဘူးပေါ့အဲ့တော့မလိုက်လို့သူကမဝယ်ခဲ့တာလေနော် because ဆိုတာနဲ့ဆက်မှာဘာဖြစ်လို့လဲဆိုတော့ because the color didn't suit her ဒီလိုအလဲတွေမှာ conjunction တွေနဲ့ဆက်တယ်ဆိုရင်တော့ဒီပေါ့နော် clause နှစ်ခုရဲ့အလဲမှာဆက်တယ်ဆိုရင်တော့ comma မလိုဘူးနော် Number 7 the film was boring ရုပ်ရှင်ကပြင်းစရာကောင်းတယ် I changed the channel အဲကြောင့်လို့ငါ channel ပြောင်းခဲ့တယ်အဲ့တော့ဒါကပြောချင်တာရည်ရွယ်ချက်ပေါ့နော်ဒါဘာဖြစ်လို့ပြောင်းခဲ့တာလဲဆိုတော့ the film was so boring that အရင်ညင်ဝေးစရာကောင်းလို့ I changed the channel ဆိုတဲ့ဟာပေါ့ Now number 8 I visit my grandpa ကိုတဲ့အလဲသွားတယ်တဲ့I see him working in the garden ထဲမှာတဲ့သူအလုပ်လုပ်နေတာကိုတွေ့ခဲ့တယ်တဲ့အဲ့တော့ခါကျတော့ whenever I visit my grandpa စီကိုအဖိုးစီကိုသွားလေတဲ့အချိန်တိုင်း I see him working in the garden ဒီလိုလေးဖြစ်သွားမယ်နော် He went to bed သူအိယာဝင်ခဲ့တယ် He had finished his homework သူအင်စာပြီးပြီတဲ့အဲ့တော့အိယာမဝင်ခင်မှာပြီးမှလေအဲ့တော့ကြောင့်မလို့သူကဘယ်လိုရေးမလဲဆိုရင် He went to bed after he had finished his homework အင်စာပြီးတဲ့နောက်ဆိုတဲ့ after လေးထည့်ရပါမယ် I broke my leg ငါခြေထောက်ကျိုးခဲ့တယ်တဲ့ I was playing football ကစားနေခဲ့တယ်တဲ့အဲ့တော့ football ကစားနေစဉ်မှာဆိုတဲ့အတွက်ကြောင့်မလို့ why လေးထည့်လိုက်တယ်နော် I broke my leg when I was playing football နောက်တစ်ခုကတော့ the mathematics questions are hard သင်္ချာမေးခွန်းတွေကခက်တယ်တဲ့ I can only do one of them ငါတပုတ်ပဲဖြေနိုင်တယ်ပေါ့အဲ့တော့တေချာမြေခွန်းတွေကခက်တဲ့အတွက်ကြောင့်အဲ့လိုဆိုတော့ S ဆိုပြီးတော့သုံးရမှာပေါ့နော်ဒါမှမဟုတ်လဲ as the math questions are hard, I can only do one of them အဲ့လိုလည်းပြောလို့ရတယ်အဲ့လိုမပြောချင်ဘူးဆိုရင် the mathematic questions are so hard that I can only do one of them so hard that အရင်ခက်တဲ့အတွက် I can only do one of them Number 12 Mom will be happy that you arrive home early အမေကပျော်လိမ့်မယ်တဲ့မင်းအိမ်ကိုစောစောရောက်တယ်အဲ့တော့စောစောရောက်ရင်ပြောလိုက်မယ်ဒါဆို condition ဒါကြောင့်မလို့
Mom will be happy if you arrive home early အဲ့လိုလေးရေးလို့ရပါတယ် Don't go out အပြင်မသွားနဲ့တဲ့ I get ready ငါစဉ်းစဉ်ဖြစ်တယ်တဲ့အဲ့တော့ငါစဉ်းစဉ်ဖြစ်မချင်းမသွားနဲ့လို့ပြောချင် Don't go out until I get ready အဲ့ဒါက you listen to me မင်းငါ့ကိုနားထောင်ပါတဲ့ you will be in trouble အဲ့တော့မင်းပြဿနာဖြစ်လိမ့်မယ်အဲ့လိုဆိုရင်ကြတော့ unless ဆိုတာငါမင်းငါ့ကိုနားမထောင်ဘူးဆိုရင်အဲ့လိုလေးပြောမှာပေါ့နော် unless you listen to me ငါ့ကိုနားမထောင်ဘူးဆိုရင် you will be in trouble မင်းဒုက္ခရောက်လိမ့်မယ်တဲ့ I left home early ငါအိမ်ကနေစောစောထွက်ခဲ့တယ်တဲ့ I wouldn't be caught in the heavy traffic အဲ့ဆိုရင်ငါလမ်းချက်တာနဲ့မတိုးတော့ဘူးတဲ့အဲ့ဒါဆိုတော့ဒီမှာဘယ်လိုပြောမလဲ I left home early ငါစောစောထွက်ခဲ့တယ် so that as a result အနေနဲ့ကတော့ I wouldn't be caught in the heavy traffic traffic မှာ so that ဆိုတာဒီနေ့မှာ purpose ပေါ့နော် so that အဲ့တော့သူကမလုပ်စေဖို့traffic နဲ့မကြုံစေဖို့အတွက် I left home early စောစောထွက်ခဲ့တယ်ဆိုတဲ့သဘောနော်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်